ထမင်းပေါင်းလေးနဲ့ပဲအလွေတကူချက်ထားတဲ့အရန်ကိုထိရောက်ကောင်းမွန်တဲ့နီလေးပါဆန်ကိုတော့၈နာရီလောက်ရေစိမ်ထားပါမယ်ရှင်ဆန်ချိန်ခွင်းနဲ့3ခွဲ3ထားပါတော့ဆန်ချိန်ခွင်းနဲ့3ခွဲဆိုတော့နှုတ်စီဘူးနဲ့တဘူးနဲ့တဝဲရှိမှာပေါ့နော်ထညဲကိုတော့ဆန်ရဲ3ချိုးတချိုးထည့်ပါမယ်3ခွဲထည့်ထားတဲ့အတွက်ထညဲကို1ခွဲထည့်မှာပေါ့နော်ကိုကအချိုးအများကြီးစားတယ်ဆိုလို့ရှိရင်ဒီထဲနည်းနည်းလေးပို့ထည့်ပေးလို့ရပါတယ်ထညဲကြိုလို့ရှိရင်တော့ရေကို1ခွဲထည့်မယ်နော်ထညဲ1ခွဲဆိုလို့ရှိရင်ရေကို1ခွဲထည့်ပါမယ်ရှင်ပြီးတော့ညောင်စည်းကြအောင်ထိကြိုစရာမလိုဘူးထညက်ခဲလေးတွေပျောက်သွားပြီဆိုလို့ရှိရင်ရပါပြီပြီးတော့ထညက်မှာသေးလေးတွေပါတတ်တဲ့အတွက်စကားလေးနဲ့စစ်ထားမယ်ပေါ့နော်တရားလေးကတော့စကားလေးနဲ့စစ်ပြီးသားပါတစ်ခွဲကြိုတဲ့အတွက်တစ်ခွဲပဲပြန်ရတာပေါ့နော်ရေကိုကြတော့ဆန်3ခွဲဆိုလို့ရှိရင်ရေကိုလေး3ခွဲထည့်ပါမယ်အခုကထညက်1ခွဲထည့်ပြီးွားပြီဆိုတော့ရေကို2ခွဲပဲထည့်ထင်မှာပေါ့နော်အားဆိုရင်3ခွဲဖြစ်သွားပါပြီရှင်ပြီးတော့စားကိုလက်ဖက်ရည်စွန်းရဲ့တဝဲထည့်ပါမယ်ပြီးတော့စားစီကို2စွန်းထည့်ပါမယ်ရှင်ထမင်းစားစွန်းနဲ့2စွန်းထည့်မယ်ပေါ့နော်ပြီးတော့အကုန်လုံးကိုတမသွားအောင်မှွေပြီးလို့ရှိရင်ထမင်းပေါင်းတယ်လို့ပဲပေါ့နော်ခလုတ်လေးနှိုက်ပြီးတော့ပေါင်းထားလိုက်အောင်ပါပဲရှင်ခလုတ်လေးတစ်လုံးနူးပြီးဆိုတော့စီတုပ်ထားတဲ့ဘန်းလေးထဲမှာထည့်မယ်ပေါ့နော်အေးအောင်ထိထားလို့မရဘူးပေါ့နော်ခလုတ်လေးနွေးတဲ့ပူပူနွေးနွေးလေးအချိန်မှာပဲထည့်ပြီးတော့တိတ်တိတ်လေးဖြစ်အောင်အပေါ်ကနေပြီးတော့လေးလေးနဲ့ဖိပေးပေါ့နော်အနားလေးတွေတေးတေးတက်တက်လေးဖြစ်သွားအောင်လောက်ပေးရပါမယ်ရှင်ဒီလောက်ပြီးလို့ရှိရင်တော့အခန်းအပူချိန်မှာသူက4နာရီလောက်ထိထားရမှာပေါ့နော်နည်းနည်းလေးအေးဝါးအောင်လည်းမရဘူးအေးပြီးတော့မုံသားတွေကတိတ်တိတ်လေးဖြစ်သွားအောင်ဒီကိုထားအကြာကြီးထားပါမယ်ကိုကအမြန်လို့ရှိနေဆိုလို့ရှိရင်ရခေတ္တတာထဲမှာတနာရီခွဲလောက်ပေါ့နော်ဟိုပိတ်စာလေးဖုံးပြီးတော့အဲ့လိုထားပြီးလို့ရှိရင်ရပါပြီဒီကတော့အေးခံပြီးသားလေးပေါ့နော်မုံသားလေးကလှတင်းပြီးတော့လှနေပြီကြည်ပါအောင်ရန်ကိုစားကောင်းမဲ့ပုံလေးပေါ့နော်ကဲစားပြီးတော့လှီပါတော့မယ်မုံသားလေးကအရန်ကိုဟိုနူးနူးအီတိတ်တိတ်လေးဆိုတော့လေလှီလို့ရှိရင်လေပုံမပြည့်သွားဘူးနော်ဆန်လုံးလေးတွေလည်းဘာမှမဖြစ်ဘူးတိတ်တိတ်လေးနဲ့ကိုလိုချင်းတယ်လို့လှီလို့ရပါတယ်နော်၄တောင်ကျိတ်လို့ရှိရင်လေ၄တောင်လေးပေါ့နော်အချွန်လေးဆိုလို့ရှိရင်အချွန်လေးနဲ့စိတ်ကြိုက်ပုံဖော်ပြီးတော့လှီလို့ရပါတယ်ရှင်